ကျွန်တော်ဒါ10တန်းစာမှုပဲဖြစ်ဆိုရတော့မဲ့တာတာမီမီတွေလို့ဆိုရင်နေတွေမှာရောက်နေပြီးတော့ပညာသင်ကြားရေးအရင်ခက်ခဲနေတယ်ဆရာမတွေကိုလည်းရှာလို့လည်းမရဘူးအနီးကပ် guide တွေလည်းရှာလို့မရဘူးဆိုရင်ဒီလိုအရာတွေကိုရအောင်လို့ထိုးဖောက်ပြီးလုပ်တစ်ထက်မှာဖုန်းလေးတစ်လုံးရှိတယ် Play Store application နဲ့ Gemini ကို download ဆွဲထားတယ်ကိုယ့်စီမှာဖတ်စာအုပ်ရှိတယ်မိကွန်းဟောင်းလေးတွေလိုက်ရှာပြီးတော့မေးမြန်းလာမယ်မနှစ်ကလူစီကနေမိကွန်းဟောင်းလေးတွေမေးလာမယ်အဲ့တော့ဥပမာပြစရာမရှိတော့ကိုနေတိုင်းပေါ်နေမိကွန်းဟောင်းတွေရှာထားတာတွေတွေ့တယ်တွေ့တော့2025မွန်ပြည်နယ်မိကွန်းတို့ဒီမှာမေးသွားတယ်မကွေးမှာမေးသွားတယ်မိကွန်းတို့တော့တွေ့တယ်အဲ့ဒါနဲ့ဥပမာပြလက်ထဲမှာဖတ်စာအုပ်ရှိတယ်ဖုန်းတစ်လုံးရှိတယ်ပထမဆုံးအနေနဲ့ဓာတ်ပုံရိုက်မယ် Gemini application ကိုဖွင့်လိုက်တာနဲ့ဒါမျိုးပေါ်လာပြီမလားပေါ်လာပြီဆိုရင်အပေါင်းလေးကိုနှိပ်မယ်ကင်မရာလေးကိုနှိပ်မယ်ခုနေမှာမိကွန်းဟောင်းနေရှာထားတာတွေ့တယ်တွေ့တော့ဒီမှာတပုံရိုက်ပြီကင်မရာကောင်းဖို့လိုတယ်နော် Okay attach ဆိုလေးကိုနှိပ်ပြီအပေါင်းထပ်နှိပ်မယ်ကင်မရာလေးကိုထပ်နှိပ်မယ်နောက်တစ်မျက်နှာကိုသွားမယ်ကြော်လိုက်မယ်ကိုဖတ်စာအုပ်ချင်းတော့ပို့လွယ်တာပေါ့နော်စာရိုက်ပြီကိုအင်္ဂလိပ်စာလည်းအားနေအင်္ဂလိပ်စာမိကွန်းနေရလဲနားမလဲဘူးကျွန်တော်ရဲ့တူမာလေးတွေညီမလေးတွေဆိုတော့ဒီလိုပဲအားနေနားမလဲတော့ပထမဆုံးမေးရမယ့်ကိစ္စမိကွန်းကဘယ်လိုအမှတ်ပေးမှာလဲကိုကအမှတ်တရရအောင်ဂုံတုထောင်ဘယ်လိုလုပ်မှာလဲဆိုတဲ့ကိစ္စအရေးကြီးတာလीအဲ့တော့မိကွန်းပုံစံကိုနားလည်ဖို့လိုတာပေါ့ဘေဘိုမိကွန်းပုံစံကဘယ်လိုလဲဘယ်လိုအမှတ်ပေးရလဲဆိုတော့မေးကြည့်အောင်အဖြစ်မှန်ကိုရွေးပြီးတော့ကွက်လက်ဖြည့်တာအပိုင်း1အပိုင်း2တပုတ်ကိုတစ်မှတ်နဲ့စုစုပေါင်း10မှတ်အဲ့မှာအပိုင်း4 poetry compilation ကိုကဒါတွေအကုန်လုံးနဲ့ဖတ်ပြီးလေ့လာလိုက်ပြီဆိုရင်နားလည်သွားပြီပေါ့ section တွေအများကြီးပဲเนาะဒါတွေအလက်ကားနော်အလက်ကားလုပ်လို့ရနေတဲ့အရာတွေเนาะကျွန်တော်ဥပမာဘာပြရတာလဲဆိုတော့မလေ့လာခြင်းတဲ့သူမလုပ်ခြင်းတဲ့သူကမလုပ်လို့ကိုမသိတာเนาะအဲ့တော့အဖြေဒီကသူ့ထဲမှာမှန်ခြင်းမှမှန်မယ်ဖတ်စာအုပ်ထဲကအဖြေဒီကမှအမှန်ပေါ့เนาะဒီဟာကတော့အဖြေမှန်ခြင်းမှမှန်မယ်ဒါပေမဲ့ဥပမာအနေနဲ့သူကရှင်းပြထားတာအဲ့တော့ဒါတွေဒီဟုတ်လားမဟုတ်လားဆိုတာကိုနေကမသိဘူး There are creeks running through the forest သူဖတ်စာအုပ်ထဲကအဖြေကိုယူမှမှန်တာဖြစ်ကျင်တာတော့စီနဲ့ဆိုင်ကြိုက်တာဖြေပြီးလို့ရတာပဲလीဒါပေမဲ့ဆယ်နဲ့စာမိုးရဲ့မှာအရေးကြီးတာကဖတ်စာအုပ်ထဲကအဖြေမှန်ကိုကူးယူခဲ့ဖို့ကအရေးကြီးတာအဲ့တော့ဒီမှာဆိုလို့ဒီလိုပဲ Grandma Colette with her grandson when he was not selected for the football team အဖြေသူကအဖြေတွေပါထည့်ရေးပြီးထားတာပေါ့နော်အဖြေမပြောနဲ့ဆရာတရားလို့သင်ပြီးပထမဆုံးမိခွန်းနေစပြီပထမဆုံးမိခွန်းကဘလို့ initial letter လို့ခေါ်တယ်သူက letter အစလေးတွေစပေးထားတာကိုဟုတ်တယ်မလားအဲ့တော့ဒါကအသေးစိတ်သူကသင်ပေးတဲ့ဆရာကိုချက်ချင်းကောက်ဖမ်းပြီးတော့တုံးလိုက်လို့ရတယ်ဗျာ AI ပေါ်မှာလေ့ကျင့်ခန်းကိုဆရာနဲ့အတူတူစဉ်းစားကြည့်ရအောင်လေကဲတဲ့နံပါတ်4ကိုကြီးတယ်နော် Sansan is ma energetic young woman and she seems to have ဘာညာ quality energy အဲဒီမှာလေဒီလိုပဲ quality energy ဒီဝါကျမှာတဲလွန်စား E အဲ့ဒါကြောင့်အင်ပြေဝါတော့ဖြစ်တယ်အဲ့ဒါကြောင့် energetic လားဘာလားအဲ့တော့ကိုပိုကောင်းတဲ့တစ်ချက်ကမိကွန်ဟောင်းလိုက်ရှိတယ်အဖြေလေးရှိတယ်ဆိုတော့စာအုပ်တွေဗျာကျွန်တော်တို့ခလီးပေါ်တော့ဆိုပန်းဆိုးထဲမှာတောက်ဝယ်ရတယ်မိကွန်ဟောင်းစာအုပ်နောက်မှာအဖြေတွေပါပြီးသားအဲ့ဒါလေးတို့ဓာတ်ပုံရိုက်ထဲလိုက်မေးလိုက်လေ့ကျင့်လိုက်မိကွန်နဲ့အဖြေနဲ့ကိုနားမလည်ဒီမှာဆရာတယောက်ကဲတော့ guide ဆရာတယောက်ကဲတော့ရှင်းပြခိုင်းလိုက်နော်ဆောင်းမမှာအမှတ်များအောင်ဘယ်ဟောက်အရင်ဖြစ်ရမလဲကျွန်တော်တို့10တန်းပေါ်တော့စကားမဆက်ကြွားလိုက်အောင်မယ်ကိုနေတင်ချာမှာ69 10တန်းမှာတင်ချာရဲ့ပထမဆုံးမိကွန်မှာကိုနေဘာကြာလဲဆိုတော့အဲ့ပထမဆုံးတစ်ခုလေအဲ့တပုတ်ကအမှန်မှရွေးတဲ့တမှတ်တန်မှာတနားကြီးကြာတော်ပြီဆိုပြီးတော့အရေးကြီးတဲ့အပုတ်တွေအကုန်လုံးစပြီးစိတ်အေးလေအေးနဲ့ပြန်ဖြေတော့မှအလုံးဒါပြီးသွားတယ်အဲ့နောက်ဆုံးနံပါတ်1ကမဖြေရှင်းနိုင်ခဲ့ဘူးအကယ်၍အဲ့နံပါတ်1မှာပဲကွက်အဲ့ဟိုတမှတ်တန်အပုတ်မှာပဲရက်နေခဲ့ရင်အဲ့နောက်က69မှတ်ကရမှာမဟုတ်တော့အဲ့တော့ဘယ်အပိုက်ကိုဘယ်နေရာမှာဘယ်မေးခွန်းအရင်ဖြေရမလဲဆိုတဲ့ strategy ကလည်း10တန်းမှာလိုသေးတယ်တို့တော့ဒီမှာမေးကြည့်သူ့ရဲ့အကြံဉာဏ်တွေကိုတောင်းကြည့်သူပြောသမျှကိုတတိကျယုံစရာလည်းမလိုဘူးကိုကသုံးသက်တက်မှာပေါ့နော်ဒါဘယ်သူတွေအတွက်အဓိကအထောက်အကူဖြစ်စေလဲဆိုရင်တကယ်လိလာစူးစမ်းအားထုတ်နေတဲ့မတက်နိုင်တဲ့သူတွေဆိုရင်ကျွန်တော်ဆိုရင်ဒီလိုနည်းနဲ့ဖြေချင်ပါကျွန်တော်မှပတ်စံမရှိဘူး guide ဆရာတင်ဖို့လည်းမရှိဘူးစာအုပ်ဝယ်ဖို့လည်းပတ်စံမရှိဘူးဆိုရင်မရရတဲ့သူစီကနေငှားပြီးတော့ဓာတ်ပုံရိုက်လာပြီးတော့ကျွန်တော်မေးခွန်းတွေကိုအိမ်မှာဒီပုံစံနဲ့ထိုင်ပြီးတော့လေ့ကျင့်နေမှာပေါ့နော်ကျူရှင်တွေပြေးလွှားနေကြပြီးတော့အသေးအတန်တွေအကျိတ်နေနေပင်ပန်းနေကြတဲ့ဒါသားမီမီတွေဘယ်တော့ခေါင်းချောက်နေမလဲဘယ်တော့ပင်ပန်းနေရမလဲဆိုတော့ကျွန်တော်ကိုချင်းစာခေါင်းတွေပူပြီးငိုရမလို့ရည်ရမလို့ဖြစ်ခဲ့တဲ့ဘဝလေးဒါပေမဲ့အခုခေတ်မှာဘုဒ္ဓတအသိပညာတွေဆိုတာ knowledge တွေဆိုတာအဲ့လိုကြီးဒီမခက်တော့ပါဘူးအားကိုးလို့ရတဲ့အရာတွေအများကြီးရှိတယ် dictionary ကိုစာအုပ်ကြီးကိုလှန်ရတဲ့ကိုနေတို့ခေတ်ကလို့မဟုတ်ဘူး A ဆိုရင် A ကနေစာပြီးလှန်ရတာ B ဆိုရင် B ကိုလှန်ပြီးတော့မှဒါပါအတိတ်ပဲလို့မေးရတဲ့ခေတ်လေအဲ့တော့ဒီခေတ်မှာဒါမျိုးလေးလွယ်လွယ်လေးတွေမေးလို့ရတဲ့အပြင်အကြံကောင်းအညံကောင်းတွေကလည်းမေးမြန်းလို့ရနေတယ်ဆိုတော့ဘုဒ္ဓတာတွေကဒီခေတ်မှာဈေးပေါ်ပါတယ်အကြခင်လာတော့မဲ့တက္ကသိုလ်ဝန်ထမ်းဖြည့်ဆိုကြမယ်တာမီမီတွေအားလုံးတရားရခိုင်နှုန်းအောင်မြင်ပြီးတော့ဂုဏ်တုတွေအကုန်အဖြစ်ပါကြပါစေပံ့ပိုးမှုတိတိလေးတစ်ခုအနေနဲ့ပဲအသုံးချနော်သူ့ပေါ်မှာ 100% မိကိုစရာမလိုကိုယ့်ရဲ့ဆရာတွေကအဓိကကိုယ့်ရဲ့ဆရာတွေကိုယ့်ရဲ့အကြောင်းက
လမ်းပြပေးတဲ့ဆရာတွေကျူရှင်ရဆရာတွေကိုယ့်ရဲ့ guide ဆရာတွေရှိရင်သူတို့ကအဓိကပဲမျှဝေတယ်ဆိုတာလုံးဝကိုမတတ်နိုင်တဲ့သူတွေဘယ်သူဘယ်လိုလိုက်မေးရမယ်မှမသိဘူးဘယ်သူကလည်းဘာမှပြောပြစရာမရှိဘူးဆိုတဲ့သူမျိုးတွေအတွက်ကတော့ဒီနီလန်းလေးကိုဝင်ကမျှဝေပေးတာဖြစ်ပေမဲ့သူတို့အကြံပေးတာကဒုတိယ fighting မှာအမှတ်ပြည့်တွေရကြပါပြီ